နင်ဂျာရိုနေနှင့်ဆာမူရိုင်းကွဲပြားခြားနားသောအချက်လက်များရှေးခေတ်ဂျပန်၏စစ်တီတော်များအကြောင်းသင်သိပါသလားနင်ဂျာရိုနေနှင့်ဆာမူရိုင်းတို့သည်ဂျပန်သမိုင်းတွင်အရေးပါသောအခန်းကဏ္ဍမှပါဝင်ခဲ့ကြသော်လည်းယင်းတို့၏အခန်းကဏ္ဍနှင့်တာဝန်များသည်အလွန်ကွဲပြားခြားနားပါသည်ဆာမူရိုင်းများသည်ဂျပန်အထက်တန်းစားစစ်တီတော်များဖြစ်ပြီးယင်းတို့၏တစ္ဆာစောင့်သိမှုဂုဏ်သိက္ခာနှင့်စည်းကမ်းကိုလေးစားလိုက်နာမှုတို့ကြောင့်လူသိများကြသည်ဆာမူရိုင်းများသည်ယင်းတို့၏သခင်များဒိန်းမြုံကိုကာကွယ်ရန်နှင့်စစ်ရေးဆိုင်ရာတာဝန်များကိုထမ်းဆောင်ရန်တာဝန်ယူထားကြသည်ယင်းတို့သည်ဘူရှီဒိုဘာရှေဒိုဟုခေါ်သောကျင့်ဝတ်စည်းကမ်းကိုလိုက်နာကြပြီးတစ္ဆာစောင့်သိမှုကိုကျင့်တရားကောင်းမွန်မှုနှင့်ရဲစွမ်းသတ္တိကိုအလေးထားကြသည်ရိုနီများသည်သခင်မရှိတော့သောဆာမူရိုင်းများဖြစ်သည်ယင်းတို့၏သခင်တည်ဆုံးသွားခြင်းဂုဏ်သိက္ခာမဲ့သောအပြုအမူများကြောင့်သခင်ကနှင်ထုတ်ခြင်းခံရခြင်းတို့ကြောင့်ရိုနီများဖြစ်လာကြသည်ရိုနီများသည်လူအဖွဲ့အစည်းတွင်အောက်ခြေလွှာတွင်ရှိနေပြီးအလုတ်ကင်ခွင်လန်းရှားပါးကလူအများ၏အထင်မြင်သေးခြင်းကိုခံကြရသည်ရိုနီများသည်ရှင်သန်ရက်တည်ရေးအတွက်ကိုယ်ခံပညာသင်ကြားခြင်းအဆောင်ရှောက်အဖြစ်လောက်ကင်ခြင်းသို့မဟုတ်ရာဇဝတ်မှုများတွင်ပါဝင်ခြင်းစသည့်နည်းလမ်းအမျိုးမျိုးကိုအသုံးပြုကြသည်နင်ဂျာများသည်လျှို့ဝှက်စစ်တီတော်များသို့မဟုတ်လုပ်ကြံတပ်ဖြတ်သူများအဖြစ်လူသိများကြသည်ယင်းတို့သည်သူရှိုးလုပ်ခြင်းဖျက်ဆီးခြင်းလုပ်ကြံတပ်ဖြတ်ခြင်းနှင့်စစ်မြေပြင်တွင်ရိုးရာဆာမူရိုင်းများမလုပ်ဆောင်လိုသောအခြားလျှို့ဝှက်လုပ်ငန်းများကိုလုပ်ဆောင်ရန်လေ့ကျင့်သင်ကြားပေးထားသည့်နင်ဂျာများသည်မတူညီသောလက်နက်များနှင့်ကိရိယာများကိုအသုံးပြုကြပြီးအင်းတို့၏လျှို့ဝှက်စွမ်းရည်နှင့်စစ်ရေးဗျူဟာများကြောင့်လူသိများကြသည်ဒီဗီဒီယိုကိုကြိုက်နှစ်သက်ပါက like လုပ်ပြီး share ပေးပါဂျပန်သမိုင်းနှင့်ပတ်သက်သောနောက်ထပ်ဗီဒီယိုများကိုကြည့်ရှုရန်ကျွန်ုပ်တို့၏ channel ကို subscribe လုပ်ပါသင်၏ထင်မြင်ယူဆချက်များကို comment တွင်ရေးသားပေးခဲ့ပါ